ပါတယ် okay so in now you know နည်းနည်းပါပို့ပြီးတော့ရှင်းတယ် retina display ဖြစ်တယ် battery life I don't even know battery ပိုရှိတာမရှိတာ I didn't see it တို့ကြောင်ကြထဲမှာမပါဘူး okay ဒီကပါလဲဆိုတော့ iPad ကဒါ lower entry မဟုတ်တာ mid tier okay အနည်းပါအလဲအလက်လိုချင်တဲ့လူတွေအတွက်ဒီဟာကိုသွားလို့ရတယ်ဒါ pro level လည်းမဟုတ်ဒါမဲ့ compare လုပ်မယ်ဆိုရင်ဒါကတော့ huge jump ဖြစ်တဲ့ creator တွေ student တွေ casual user တွေ okay သူတို့တွေတုံးကြတယ်ဆိုရင် okay so တော့အကယ်၍ခမားမှာ M3 chip ရှိရမလားဒါခမားမလို့ M3 ဟိုပဲတုံးဘာလို့လဲဆိုတော့အဲ့ဒါကိုသွားပြီးတော့ trading လုပ်မယ်ပတ်စံပို့ပေးမယ် same ဟာကိုပဲပြန်ရမယ်ခမားကို packaging အစ်စ်တည်းမှာ same ဟာကိုပဲထည့်ပြီးတော့ gin ထည့်လိုက်မှာမလို့ M2 တုံးတဲ့လူတွေ gin ထည့်ခံချင်တယ်ဆိုရင်တော့ဝယ် M4 ခမားလည်းမလို့ M1 တုံးတဲ့လူတွေ maybe okay အများကြီးခမားလို့လဲဆိုရင်အများကြီးအစ်စ်ကင်ချင်တယ် okay လက်ကမရတော့ iPad အစ်စ်ကိုရမ်းလို့ချင်တယ်ဆိုရင် maybe ခမားသွားပြီးတော့အဲ့လို show လုံးမှာသွားပြီးတော့ကြည့်ပြီးတော့တုံးချီကိုယ်အတွက်ဆိုရင် yes ဆိုရင်ဝယ်ခမားအတွက် maybe တင်းတုံမှုရှိမယ် okay let me know what you want to see next